တိန်ကတုသမီ channel ကိုနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာဖတ်ပြပေးမယ့်စာအုပ်လေးကတော့ဆီယာမမကြီးဦးရေးသားတဲ့ပြစ္ဆုတ်ပန်း၌ရှင်သန်ခြင်းဆိုတဲ့ပခုတ်ကူစာပေစုရာဝတ္ထုတိုလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ပြစ္ဆုတ်ပန်း၌ရှင်သန်ခြင်းနှစ်ပေါင်း30နီးပါးမိသားစုစားဝတ်နေရေးကိစ္စတို့နဲ့လုံးထွေးရုန်းကန်ပြီးသားသမီးများပညာဆုံး၍လုပ်ငန်းခွင်သို့ဝင်ရောက်သောအချိန်မှစကားကျမအားအနားယူအပန်းပြေခွင့်ပြုခဲ့သောကြောင့်ဇာတိသို့ပြန်၍တရားစခန်းဝင်ရောက်ခဲ့ပါသည်တရားစခန်းတည်ရှိရာသို့စက်တက်လင်ငယ်များဖြင့်15မိနစ်ခန့်သွားရပါသည်ရန်ကုန်မှဇာတိမြို့သို့6နာရီကျော်များကားစီးခဲ့ရသောညင်းငွေပင်ပန်းမှုများသည်စက်တက်လေးမောင်းရ၌ထိခတ်ရိုက်စင်လာသောရေဆက်ရေမွာများကြောင့်လမ်းဆန်းကြည်နူးခဲ့ရပါသည်ဓမ္မဤအေးရိပ်သည်ခရီးအစတွင်ပင်ကြည်လင်ရှင်ပြသောအသည့်များအဖြစ်ခံစားရပါသည်တရားစခန်းဝင်သူများအားတင်ဆောင်လာသောစက်တက်လေး5စီးသည်ရိတ်သာရှိသည့်ဖုန်ကြီးကျောင်းရှိမှသဲတောင်ပြင်တွင်စိုက်ကပ်ခဲ့ပါသည်ကျမတို့ရောက်လာခြင်းကိုအသင့်ကြိုးစိုးဆောင်ဆိုင်နေသောဝေယဝစ္စအဖွဲ့မှလူငယ်ယောက်ျားမိန်းကလေးများသည်ကျမတို့၏အဝတ်အိယာလိမ်များကိုတည်ယူ၍ကျမတို့အားကူညီတွဲကာဖေးမှခေါ်ဆောင်သွားပါသည်နှစ်ပေါင်း30မြဘဝတွင်ကျင်လည်နေထိုင်ရခြင်းခင်မွန်းတဲ့နှင့်သားသမီးတို့ကိုအိမ်ဝမှအမြဲကြိုဆိုခဲ့ရသောကျမဘဝတွင်ကျမအားကြိုဆိုခံရသည့်ခံစားမှုသည်အတိုင်းမသိပီတိဖြစ်စေရပင်လာခြင်းကောင်းသောခရီးစဉ်ဖြစ်၍ကောင်းမွန်သည့်ကိစ္စများဖြစ်လာပါသည်ညနေ9နာရီခန့်တွင်ရေမိုးချိုးရပါသည်ရေချိုးပြီးတိုင်းတနခါအစစ်တုံးကိုခပ်ပြစ်ပြစ်သွေးကတကူလုံးလိမ့်ကြံတတ်သောကျမအတွက်ဤတရားစခန်းတွင်10ပါးသီလခံယူရန်နန့်သာမလူရပါခန္ဓာအတွက်ဝန်ဆောင်မှုလျော့ပါသွား၍ပင်ပန်းမှုတတ်တာပါသည်ဤငြိမ်းအေးခြင်းသည်ပင်ပထမဦးစွာဓမ္မဤအရာသာတစ်ခုဖြစ်ပါသည်တရားစခန်းတွင်အမျိုးသမီးယောဂီဦးရေသည်အမျိုးသားယောဂီဦးရေထက်3-4စားခန့်များပါသည်နတ်ပြည်တွင်နတ်သားတစ်ပါးလျင်နတ်သမီးတစ်ဖက်900ဆိုသောအချိုးနှုံများမဆိုးဝါးပါသို့သောအမျိုးသမီးယောဂီ85ဦးရှိ၍အမျိုးသားယောဂီ29ဦးသာရှိပါသည်ဇာတိတရားစခန်းဖြစ်၍ကျမအားပညာသင်ပေးခဲ့သောဆရာမကြီးများပါဝင်နေသလိုကျမပညာသင်ပေးခဲ့ဘူးသောတပည့်လေးများကလည်းကြည်လင်ရှင်ပြ၍အိန္ဒြေရသောမျက်နှာလေးများနှင့်ကျမအားနှုတ်ဆက်ကြပါသည်ကျမအားသင်ချသင်ပေးခဲ့သောဆရာမကြီးသည်အသက်80နီးပါးခန့်ရှိပြီးမြေးမလေးနှင့်အတူကျမနာတွင်နေရာယူခဲ့ပါသည်ကျောင်းတွင်သင်ချသင်ပြပေးခဲ့သောဆရာမကြီးသည်တရားစခန်းသို့ပထမဆုံးဝင်ရောက်လာသူကျမအားယောဂီတယောက်ဤစီကံချက်များကိုရှင်းလင်းပြောပြဩဝါဒပေးခဲ့ပါသည်ရန်ကုန်မှာကားစီးလာခဲ့ရသည့်ပင်ပန်းမှုကြောင့်အိယာအပြောင်းအလဲကိုပင်တတိမထားနိုင်ပဲနှစ်ချိုက်စွာအိပ်ပျော်သွားခဲ့သောကျမသည်နက်နက်4နာရီထိုစီတန်ကြားမှပင်နိုးခဲ့ပါသည်နိုးလာသောခန္ဓာသည်လည်းအိပ်ရေးဝါသောကြောင့်လန်းဆန်းနေပါသည်ကျမ၏အတွေ့တို့သည်တရားထိုင်သည့်ရိပ်သာထဲသို့မရောက်ခင်အိမ်မာနေစဉ်ကခံစားမှုတရားစခန်းဝင်ရောက်သည့်ခံစားမှုများကိုအမြဲနှိုင်းယှဉ်ပြီးတွေးလေရှိပါသည်တရားစခန်း၏ငြိမ်းချမ်းမှုများကိုကျမအတိနောက်ကျခဲ့ပါသည်သို့သောပြစ္ဆုတ်ပန်သည်အဓိကကြသည်မို့ကျေနပ်ရပါသည်10ပါးသီလခံယူစောင့်တည်ပြီးတရားမှတ်ရပါသည်ညင်သာစွာပိတ်ထားသောမျက်ခွန်တွင်မှမျက်လုံးအိမ်သည်လှုပ်လှုပ်ခတ်ခတ်ရှိနေသည်ထင်၏ဖြစ်ချင်းပြတ်ချင်းနှင့်ဝင်လာသောလေတိုးထီသွားသောနှာသည်ဖြာတစ်ခါမှတ်လျင်1နှစ်ခါမှတ်ပြီးလျင်2ထိုးထီသွားသောလေကိုခံစားလျက်အမှတ်က3ဖြစ်လား4ဖြစ်လားအစပြန်မှတ်ဖြစ်တယ်ပြတ်တယ်ဘဝတရားများထိုင်ခဲ့ကြပါတယ်ဆုံးရှုံးသွားသောပစ္စည်းဥစ္စာများခင်သူမုန်းသူရယူခြင်းပေးဆက်ခြင်းဘဝ၏မမြဲမှုကိုလေသွင်းလေချုံမှန်အောင်လုပ်ခြင်းနှင့်ပင်သင်ခန်းစာရလျက်ရှိပါသည်တရားထိုင်ကားစာကျမတွင်ဤ
ဤများလောက်သဘောပေါက်မည်ဆိုပါကနှစ်စဉ်တရားစခန်းဝင်ခဲ့သောဆရာမကြီးဆိုလျင်တော်တော်အေးငြိမ်နိုင်မည်ထင်ပါသည်ဤတွေးတောစိတ်နှင့်ကျမဘေးတွင်တရားထိုင်နေသောဆရာမကြီးအားမျက်လုံးဆောင်ငယ်၍ကြည့်မိသောအခါဆရာမကြီးခန္ဓာကိုယ်မှာရှေ့တိုးနောက်ရိုင်းလျက်လှုပ်ရှားနေသည်ကိုတွေ့ရပါသည်ဆရာမကြီးမှာနှစ်ချိုက်ချိုက်ငိုက်နေခြင်းဖြစ်ပါသည်ကျမကဲ့သို့တတိထားမိသောဆရာမကြီး၏မြေးမာလေးမှာဆရာမကြီး၏လက်ကိုဖြည်းဖြည်းညင်သာစွာဆွဲခါလှုပ်ရမ်းလိုက်ပါသည်ကျမတို့နားနေဆောင်သို့ပြန်ရောက်သောအခါဆရာမကြီးထံမှစကားတန်များထွက်လာပါသည်ကြေးဦးနေကရန်ကုန်မှာစာလေးပါလေးရေးတဲ့သူဆိုတော့ငါငိုက်တာကိုမှတ်စုထုတ်ထားတယ်နေရေးထားသိလားနှစ်မေးတငိုက်နှစ်ငိုက်တစ်ခါပြောနှစ်ခါပြောတရေးရဆရာမကြီးသည်တင်ချာဆရာမပြီးပြီးငိုက်ချင်းကိုပင်မှတ်စုထုတ်နှုတ်ခါစမ်းတစ်သူဖြစ်ပါသည်သူမှတ်စုစကားကြောင့်အရက်ထဲမှလိုမရေနိုင်ပဲပြုံကြရပါသည်တတိအမှန်မလွတ်ရန်ကြင့်ကြံနေထိုင်ရင်လွတ်သွားသည့်အခါများလည်းရှိပါသည်သို့သောလွတ်သွားသောအာယုန်တို့ကိုချက်ချင်းပြန်စုစည်းနိုင်ရန်တရားမှတ်ချိန်တို့သည်ပြည့်လျက်ရှိသည်ကျမတို့အရွယ်သည်ဒုတိယအရွယ်ဖြစ်၍ဆရာမကြီးတို့အရွယ်များမှာတတိယအရွယ်နှင့်ဆရာမကြီး၏မြေးမလေးအရွယ်သည်ပထမအရွယ်ဖြစ်ပါသည်ကျမတို့၏အရွယ်များသည်၎င်းဆရာမကြီးတို့ကဲ့သို့အရွယ်များသည်၎င်းငိုင်မြင်းခြင်းဝေဒနာနှင့်အတူဒူးနာဒူးကြိုက်ဝေဒနာများနှင့်ငြိမ်သက်မှုမရှိကြပါတည်ငြိမ်မြဲမြံစွာမအားကောင်းလာပါသည်တတိယအရွယ်တရားရှာဆိုခြင်းမှာပြုပြင်စရာဖြစ်မည်ထင်ပါသည်တတိယအရွယ်၏ဝေဒနာတို့သည်တရားမတွေ့ခင်မှာပြင်းထန်လာပါသည်ငိုင်မြင့်တတ်သူမဟုတ်တော့လေဒူးကြီးပေါင်းဝေဒနာကိုနေရာမပြင်ပဲဆက်မှတ်ခြင်းလျင်ဝေဒနာလွန်မြောက်သည်လည်းရှိတတ်ပါသည်ဤကျင့်ကြံအားထုတ်မှုများသည်နိဗ္ဗာန်သို့မရောက်နိုင်သေးတော့လဲအပေသို့မရောက်နိုင်ဟုယုံကြည်သည်မိန်းကလေးယောဂီငယ်များ၏ကျင့်ကြံအားထုတ်နိုင်မှုများသည်ချီးကျူးစရာဖြစ်ပါသည်ဆရာမကြီး၏မြေးမာလေးသည်ညက်နေဆောင်လျင်ကြက်သွန်တုံးချင်းတုံးနှင့်အေးဘူးများကိုမြိန်ချက်စွာစားသုံးတတ်သည်စားတော့ရာတွင်လည်းလင်မြန်လာသူမို့ဆရာမကြီးကယောဂီဘလို့စားတာလဲဖြည်းဖြည်းစားပါတတိအမှတ်မလွတ်စေနဲ့ဟုပြောသည်ကိုမြေးမာလေးကဟုတ်ကဲ့ပါအဖွားရဲ့သမီးလည်းတတိနဲ့စားတာပါအမှတ်မလွတ်ပါဘူးဖြစ်ပြက်ဆိုပြီးခက်သွက်ဆွဲတာပေါ့တဲ့မြေးဖွားနှစ်ယောက်ရဲ့အတိုင်အဖောက်စကားများကြောင့်နှုံနေသောခန္ဓာကိုယ်တို့နှင့်ပြုံးကြရပါသည်တရားစခန်းဤနောက်ဆုံးရက်မတိုင်ခင်တရက်တွင်တရားပြဆရာတော်မှတရားများဆွေးနွေးဟောပြောပါသည်စခန်းဝင်ယောဂီများကိုလည်းတရားများစစ်မေးကြပါသည်နှစ်စဉ်နှစ်တိုင်းတကြံရက်များတွင်ရန်ကုန်မှပြန်လာသောသားများနှင့်ရေကစားမန်းတက်ထိုးကရေတပင်ပွဲဆင်နွှဲသူဦးမင်းဟန်ဆိုသောမြို့မျက်နှာဖုံးလူကြီးသည်ယခုနှစ်တွင်ကျမ်းမာရေးမကောင်း၍တရားစခန်းသို့ဝင်ရောက်ခဲ့သည်ကျောင်းတိုင်ဆရာတော်နှင့်တပည့်ရင်းတကာရင်းများဖြစ်၍တရားပြဆရာတော်နှင့်လည်းမျက်နှာစိမ်းမဟုတ်ပါဆရာတော်ကဦးမင်းဟန်အားတရားစခန်းသို့ဝင်ရောက်ခြင်းအပေါ်ခန်းစားချက်ပြောပြပါဟုမေးလျင်တပည့်တော်ဝေဒနာနှမျိုးခံစားရပါတယ်ဖေဟာဒီနှစ်မှာတရားစခန်းဝင်တာဝေဒနာတွေ့တယ်ဆိုတော့တွေ့တဲ့ဝေဒနာကိုပြောပြပါအောင်ဟုဆရာတော်ကမိန့်တော်မူလျင်မှန်လားပါတပည့်တော်ဆင်းရဲချမ်းသာဝေဒနာနှမျိုးတွေ့ခဲ့ပါတယ်ဖေဟာအဲ့ဓာတွေကတော့တရားထိုင်ဖို့ထိုးစီတန်ကြားတဲ့အချိန်မှာစိတ်ဆင်းရဲပြီးအာဟာရသုံးဆောင်ဖို့ထိုးစီတန်ကြားတဲ့အချိန်မှာစိတ်ချမ်းသာရပါတယ်ဖေဟာဟုဖြစ်ပါသည်ဦးမင်းဟန်ဤလိန်ညာချင်းကင်းသောစကားများကြောင့်ဆရာတော်နှင့်ယောဂီအားလုံးပြုံးကြရပါသည်ထို့နောက်ဆရာတော်သည်ဦးမင်းဟန်ဤနောက်နားစီမှအမျိုးသားယောဂီတယောက်ကိုလည်းမေးမြန်းပါသည်ထိုယောဂီကလက်အုပ်ချီလျက်ဆရာတော်အားသူ့ကိုယ်သူမိတ်ဆက်သည်တပည့်တော်ကမပုတင်ကဦးသေးစောပါဖေဟာအမျိုးသားယောဂီဤစကားတန်ဝဲဝဲကိုဆရာတော်ကနားမလဲ၍ဘေးမှယောဂီတယောက်ကဝင်ရောက်ရှင်းပြသည်သူကမှတ်ပုံတင်ဌာနကဦးသိန်းစောလို့ပြောတာပါဗျာထို့နောက်
ဦးသိန်းစောဤစကားသံဝဲဝဲတို့ကိုဆရာတော်သည်ပြုံး၍နားထောင်နေသည်တပည့်တော်တရားမရင်တဲ့ခါမြောက်တတ်ပါတယ်ဖေဟာဘာဖြစ်တာမှမတီးလို့ပါဖေဟာဆရာတော်မှသူ့စကားကိုခေါင်းတငိမ့်ငိမ့်ဖြင့်နားထောင်ရင်အဲ့ဒါတကားကြီးငိုက်သွားတာဘာလဲဆန်ရသွားတယ်ထင်လို့လားဟုဖြေပြောလျင်အားလုံးရေမောတန်ကိုနားထောင်ရင်ယောဂီဦးသိန်းစောသည်လည်းရောနှောရေမောတတ်သည်တရားစခန်းဤစကားတန်တိုင်းသည်နှလုံးကြည်မွေပွေရာများဖြစ်သည်9 ရက်ပြည့်သည့်မနက်တရားထိုင်ပြီးအာယုံစွန်းစားပြီးသည့်နောက်တရားစခန်းသိမ်းသည်ကျမတို့မြို့ပြန်မည်အဖွဲကိုအလာကားကဲ့သို့ပင်စက်တက်လေးငယ်များဖြင့်ပြန်ရန်စောင့်ဆိုင်နေသည်ထို့သို့ဆောင်နေစဉ်ဆရာမကြီးနှင့်ကျမတို့ယောဂီ9 ယောက်တို့သည်ဖုန်ကြီးကျောင်းရှိမှတဲတောင်ပြင်သို့ဆင်းခဲ့ကြသည်ကမ်းပါးများပြို၍တဲတောင်ပြင်ဖြစ်ထွန်းလျက်တောင်ပြင်သည်ကျဲပြန့်စွာမြစ်လေထိပင်ရှိနေပါသည်ရေကြခြင်းဖြစ်၍ကျဲပြန့်လာသောတဲတောင်ပြင်ပေါ်တွင်ကျမတို့အဖွဲတတိအမှတ်မပါသောလေသွင်းလေထုတ်အလုပ်ကိုအားရပါရလုပ်ကြပါသည်လက်နှစ်ဖက်ကိုအပေါ်သို့မြောက်၍လေကိုရှူသွင်းလက်နှစ်ဖက်အောက်ချ၍လေကိုမှုတ်ထုတ်လုပ်နေစဉ်မှာပင်ခလန်းလန်းမှတင်မော်တစည်းသည်သူ့အားလက်ရက်ခေါ်သည်ထင်၍ကျမတို့ရှိရာဘက်သို့ဥတီခုံမောင်းလာပါသည်ထိုအခါဆရာမကြီးသည်ထိတ်လန့်တကြားနှင့်ဟိုမှာတင်မော်ကသူ့ခေါ်တဲ့ထင်ပြီးလာနေပြီပြေးဟုဆိုကကမ်းပါပေါ်သို့ဆရာမကြီးဦးဆုံးရောက်သွားသည်ကျမတို့အားလုံးကိုလက်နှစ်ဖက်ဖြင့်ဆွဲတင်ကတင်မော်အမြင်မှလွတ်ရာသို့သွားပြီးအာရပါရရဲကြပါသည်အသက်ကြီးတော်လေအပြေးတန်သောဆရာမကြီးထံမှစကားတန်ကြားရပါသည်လူဘဝဆိုတာလဲဒီလိုပါပဲမထင်မှတ်တာတွေမမျှော်လင့်တာတွေဖြစ်တတ်ကြတာပေါ့တဲ့ဖြစ်ပြီးသွားတာရောဖြစ်လာမှရောဘာမှအရေးမကြီးပါဘူးအရေးကြီးတာကအခုဖြစ်စုံပန်းပါပဲတင်ချစရာလောကနိယာမတရားနှင့်ကာလတန်ဖိုးကိုလည်းတွက်ချက်ပေးတတ်သူတယောက်ဖြစ်ပါသည်ဒီကနေ့မှာဖတ်ပြပေးခဲ့တဲ့ဝတ္ထုတိုးလေးကတော့ဆီယာမမကြေးဦးရေးသားတဲ့ပြစ္ဆုတ်ပန်း၌ရှင်သန်ခြင်းဆိုတဲ့ပခုတ်ကူစာပေစုရာဝတ္ထုတိုးလေးကိုဖတ်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။ကျမတို့ရဲ့တိမ်ကတုသမီး channel ကနေတုတ္တရတရပွဲရာစာအုပ်စာပေမျိုးစုံကိုနေ့စဉ်ဖတ်ရှုပေးလျက်ရှိပါတယ်။ဒါကြောင့်မို့ကျမတို့ရဲ့ channel လေးကို like and subscribe ပြုလုပ်ထားပေးဖို့တောင်းဆိုပါစေရှင်။နားဆင်ပေးကြတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။